လေးအားလုံးပဲမင်္ဂလာပါဆင်မရဲ့ပညာဒနာဗီဒီယိုလေးကနေပြီးတော့ပြန်လဲကြိုဆိုပါရစေဒီနေ့မှာဆိုလို့ရှိရင်တော့စာပိုက်3ခုမြောက်ကိုဆင်မက Condense of Composition ဝါကျစီကုန်းကြီးအနှစ်ချုပ်လေးနဲ့ဆင်မဒီမှာလက်တွေ့လေးခွဲပြပေးမှာဖြစ်ပါတယ်နော်အဲ့တော့အရှိမဆင်မတင်ထားတဲ့အဲ့တော့ video 1 video 2เนาะအဲ့တော့စာပိုက်လေး2ပိုက်ကိုဆင်မပညာဒနာတင်ပေးထားတဲ့အဲ့ဒါလေးလည်းကလေးတွေကကြည်ကြည်ညံ့ညံ့နဲ့ပြန်ပြီးတော့လေ့ကျင့်ထားမယ်လို့ဆင်မအနေနဲ့မျှော်လင့်ပါတယ်เนาะကဲဒါဆိုအစင်းသဖြင့်အဲ့တော့တခြားတော့ဖတ်ကြည့်အောင်ခေါင်းစဉ်လေးကတော့ my family ကလေးတွေသိပြီးသားကျွန်တော်မိသားစုအဲ့တော့တခြားလေးဖတ်ပေးမယ်အတန်လေးထွက်ပြီးတော့ဖတ်မယ် full stop တွေရက်မယ် okay start I love my family very much အဲ့တော့ကလေးတွေစတဲ့ကြောင်ဖတ်ပြီးတော့လို့ရှိရင်ဘယ်သူအရင်ရှာမလဲ verb ကိုအရင်ရှာမယ်ဒါဆိုရင် I love my family မှာ love ဘာကိုရှာကြည့်အောင် verb က love ရမယ်နော်အဲ့တော့ subject ကဘာဖြစ်မလဲ subject က I ပေါ့နော်ဘာရှင်းမှာအဲ့တော့ subject ရှိတယ် I love အဲ့တော့ကျွန်တော်ဒီချစ်သည်ဆိုချစ်ချင်းခါတာမလို့ဘူးလားလို့တာပေါ့အဲ့တော့ခါရတယ်ဆိုတော့မြန်မာလိုကန်ဖို့ English လို့ object နော်ဒီလောက်ဆိုကလေးတွေရနေပြီအဲ့တော့ my family ကဘယ်နဲ့အောင်နေလဲ object subject ပေါ့ object ဆိုတော့ဆက်နေတယ်ဘယ်လောက်လဲ3နဲ့ရေးထားတယ်ကျွန်ုပ်ဒီကျွန်ုပ်ဤမိသားစုကိုချစ်ပါသည်နော်ဒါကြောင့်လေးဆက်ကြည့်နောက်တစ်ခုဆက်ကြည့်မယ် sorry အဲ့တော့ very much ဆိုတော့အလွန်ချစ်ပါသည်အဲ့တော့အရန်ချစ်တယ်အလွန်ချစ်တယ်တိတ်ချစ်တယ်ဆိုတာမျိုးပေါ့နော်အဲဒါဘာကိုပြတာလဲဆိုတော့အမှုအရာကိုပြတာနော်ဒါကလေးတွေစာဖတ်တာတစ်ပြေးပြေးနဲ့ဝါရက်လာပြီဆိုတဲ့အခါကျရင်ဒါအမူအရာကိုပြတာလားဒါက direction ကိုပြတာလားဆိုတော့တန်းပြီးတော့ခွဲနိုင်သွားလိမ့်မယ်နော်အဲ့တော့ဒီမှာ very much အရန်ချစ်တယ်ဆိုတော့ဒီမှာ manner ကိုကောက်မယ်နော်အဲ့တော့ဒါဆိုစကားလုံးလေးတွေကစုနေတော့ phrase နော်တော့ manner အချိန်တွေကအမူအရာပြရင် adverb ဆိုတော့ adverb phrase of manner ကဲအဲ့တော့ very much အုပ်စုလေးကိုဘယ်လိုကောက်မလဲ adverb အဲ့တော့ဒီပုံမှာဆင်းမရေးလိုက်မယ်နော် adverb phrase of manner ကျွန်ုပ်ဒီကျွန်ုပ်ဤမိသားစုကိုအလွန်ချစ်ပါသည်ရမယ်နော်အဲ့တော့ဒါလေးတော့ဆင်မအပေါ်မှာမြေတော့အောက်မှာရေးလက်ဆက်လေးဆိုဒီတိုင်းထားလိုက်မယ်နော်ကျွန်တော်မိသားစုကိုကျွန်ုပ်မိသားစုကိုအလွန်ချစ်ပါသည်ရပြီနောက်ကြောင်လေးဖတ်ကြည့်ပါဦး my family has 5 members အဲ့တော့စနက်လေးကရိုးရှင်းတယ်အဲ့တော့စနက်တစ်ကြောင်ဖတ်ပြီးတော့ဘယ်သူအရင်ရှာမလဲ verb ကိုရှာမယ် has verb ကိုရှာကြည့်အောင် verb အဲ့တော့ has က verb အဲ့တော့ verb ရှိမှာ subject ရှိတော့ subject က my family ကျွန်တော်မိသားစုတွေရှိပါသည်ဆိုတော့ဘာရှိရလဲရှိချင်းခါရတာဆိုတော့မြန်မာလိုကန်ဖို့ English လို object 5 members ကဘယ်နေရောက်နေလဲ object နေရ subject ပေါ့ object စနက် number 3အဲ့တော့ကျွန်တော်မိသားစုတွေလူဦးရေ9ယောက်ရှိပါသည် member ရဲ့မူလအဓိပ္ပာယ်အဖွဲ့ဝင်ပေါ့ကျွန်တော်မိသားစုတွေအဖွဲ့ဝင်9ယောက်ရှိပါသည်လို့ပြောလဲရတယ်ဒါမှမဟုတ်လို့ရှိရင်ဒါပေမဲ့ဆင်မတို့မြန်မာတွေကြာအရက်3စကားနဲ့အဲ့လိုမပြောကျွန်တော်တို့မိသားစုမှာလူဦးရေ9ယောက်ရှိတယ်အဲ့လိုပဲပြောတာပေါ့နော်အဲ့တော့ကြရပြီနောက်ကြောင်လေးဖတ်ကြည့်ပါဦး they are my father mother sister brother and me အဲ့တော့စနက်လေးဘယ်လောက်ရှိရှိ verb ကိုရှာမယ်verb ကိုရှာကြည့်ရအောင်ကလေးတွေလိုက်ပြောထားနော်မမစူးစမ်းပြောမှကလေးတွေစတတ်မှာနော် subject ကဘာဖြစ်မလဲ verb ရှိမှရှိတော့ they ပေါ့ they are ဆိုတော့သူတို့ဒီဖြစ်ကြပါသည်ဆိုတော့ရက်ထားလို့ရလားမရအောင်မပြည့်စုံရင်ဘာလုပ်ပေးဖြည့်ပေးမြန်မာလိုအဖြည့်ပို့ English လို compliment မှတ်မိအောင်မယ်နော်ဒါဆိုရင်ဒီအတွဲလိုက်ကြီး my father mother sister brother and me ကဘယ်နေရောက်နေလဲ compliment နေရောက်နေတာပေါ့အဲဆိုရင် subject ရဲ့ verb ရဲ့ compliment ရဲ့အဲ့တော့ sorry compliment ကိုကလေးတွေမြင်တာအောင်ဆင်မဒီလိုလေးလာရေးလိုက်မယ် subject verb compliment ဟုတ်ပြီနော် subject verb compliment ဆိုတော့ sentence နံပါတ်ဘယ်လောက်လဲ2စင်မဲ့စနက်နံပါတ်2နဲ့ရေးထားတယ်နော်အဲ့တော့၎င်းတို့ဒီကျွန်ုပ်၏အဖေကျွန်ုပ်၏အမေကျွန်ုပ်၏အမကျွန်ုပ်၏အကိုနဲ့ကျွန်ုပ်တို့ဖြစ်ကြပါသည်ရပြီနော်လိုလေးနောက်ကြောင်ဖတ်ကြည့်ပါဦး my father goes to office အဲ့တော့စနက်ကြောင်ဖတ်ပြီးရင်ဘယ်သူအရင်ရှာမလဲ verb ကိုအရင်ရှာမယ်အဲ့တော့ my father goes မှာကလေးတွေ goes verb ကိုရှာကြည့်ရအောင် goes အဲ့တော့ verb တွင် subject တွေ့ပြီး subject ကဘာဖြစ်မလဲmy father အရန်တော်တယ်နော် my father goes သွားသည်ဆိုတော့ကလေးတွေပြည့်စုံတယ်လေကျွန်တော်ဖေသွားသည်ဆိုတော့ပြည့်စုံတော့နောက်မှာ object တွေ compliment တွေထည့်စရာလိုလားမလိုတော့ subject verb sentence number 1 very good subject verb sentence number 1ကျွန်တော်ရဲ့အဖေဒီသွားပါသည်ကဲဘယ်လိုသွားတာလဲ sentence လေးကိုဆက်ကြည့်အောင် to office ရုံးတို့ဆိုတော့ဥတီချက်လာရ direction ကိုပြတာလေဒါဆိုရင်အဲ့တော့မြန်မာလိုဥတီချက် English လို direction အဲ့တော့စကားလုံးလေးတွေစုနေတော့ phrase အချိန်နေရအမူအရာ direction manner place time reason ဒါတွေအကုန်ပြ adverb ထဲမှာပါတော့ adverb phrase of direction ကောက်တယ်ပြီနော် to office ကိုစင်မတို့ဘယ်လိုကောက်မလဲ adverb phrase or direction ကျွန်တော်ရဲ့အဖေဒီရုံးတို့သွားပါသည် very easy okay let's continue ဆက်ပြီးဖတ်ကြည့်ပါဦး my mother cooks tasty food ကဲဘာကိုရှာမယ်အဲ့တော့ cooks ကချက်ပြုတ်သည်ဆိုတော့ကလေးတွေဆင်မအောင် verb ရှာပေး cook ဘာရှိမှာ subject ရှိတော့ subject ကဘာဖြစ်မလဲ my mother ကျွန်တော်ရဲ့အမေဒီချက်ပြုတ်သည်ဆိုတော့ဘာကိုချက်ပြုတ်တာလဲချက်ပြုတ်ခြင်းခါရတဲ့ tasty food အရသာရှိတော့အစားတောက်ကဘာဖြစ်မလဲခံရတော့ object ဒါဆို tasty food လေးကဘာဖြစ်မလဲ object subject က object sentence number 3เนาะစူးစမ်းပြီးလိုက်ပြောမယ်ဒါဆိုဆရာတို့ဘာသာပြန်ကြည့်မယ်ကျွန်တော်ရဲ့အမေဒီအရသာရှိတော့အစားတောက်ကိုချက်ပြုတ်ပါသည်နော်စင်မစနလေးနဲ့ရေးထားတာနော်နောက်ကြောင်းဖတ်ပါအောင် my sister and brother study with me အဲ့တော့ study လေ့လာသည်ဘာကိုရှာကြည့်ရအောင်ဘာကဘာဖြစ်မလဲ
study အဲ့တော့ version မှာ subject ရှိတော့ subject ကဘာနဲ့လဲ my sister and brother နော်အဲ့တော့ကျွန်တော်ရဲ့အမနဲ့အကိုဒီလေ့လာသည်အဲ့တော့လေ့လာသည်ဆိုတော့နောက်မှာတကယ်လို့သင်ခန်းစာကိုထည့်မယ်ဆိုရင်တော့ object ထည့်လို့ရတယ်ဒါပေမဲ့သူက object မပေးထားဘူးမပေးထားရင်ကောက်ဆရာမလို့တော့ subject version နဲ့နံပါတ်1ပဲကောက်ပေးရမယ်ပေးထားရင်တော့ object ပေးထားရင်တော့ကောက်အောင်ပါပေါ့မပေးထားလို့မကောက်တော့ဘူးနော်အဲ့တော့ကျွန်တော်ရဲ့အကိုနဲ့အမဒီလေ့လာပါသည်ကဲကြည့်အောင် with me ကျွန်တော်နဲ့အတူတူဆိုတော့ manner ပြတာမလားဒါဆိုစကားလုံးလေးတွေစုနေတော့ phrase ဆိုတော့ adverb phrase of manner အဲ့တော့ကျွန်တော်ရဲ့အကိုနဲ့အမဒီကျွန်တော်နဲ့အတူတူလေ့လာပါသည်ဒါတော့စာလေ့လာတာကိုပြောချင်တာပေါ့နော် study ဆိုတော့လေ့လာတယ်သူက lesson မပေးထားဘူးနော်အဲ့တော့တကယ်လို့ my sister and brother study the lesson with me လို့ပါခဲ့ရင်တော့ the lesson ကို object ကောက်ပေးရမယ်ဘာသာပြန်တဲ့ခါကျကျွန်တော်ရဲ့အကိုနဲ့အမဒီသင်ခန်းစာများကိုကျွန်တော်နဲ့အတူတူလေ့လာပါသည်အဲ့လိုကောက်မယ်ဒီမှာတော့ဆရာမတို့ lesson မပါတော့ကျွန်တော်ရဲ့အကိုနဲ့အမဒီကျွန်တော်နဲ့အတူတူလေ့လာပါသည်ဒါဆိုရင်မောင်နှမ3ယောက်စာအတူတူလေ့လာတယ်ဆိုတော့ကလေးများနားလည်ပြီးသားပေါ့နော်ဒါကြောင့်ဖတ်ပါဦး they play with me စနေလေးလွယ်လေး play ဘာကိုရှာမယ် subject က play ကစားရဲဆိုတော့ object လို့လားမလို့ subject version နဲ့ number 1 with me ကျွန်တော်နဲ့အတူတူဆိုတော့ခုနကဒီတိုင်းပဲဘာဖြစ်မလဲ adverb phrase of manner ဒါပဲအဲ့တော့ they ဆိုတော့ my brother and sister ကိုနှခါမရေးတော့ကျွန်တော်ရဲ့အကိုနဲ့အမဒီကျွန်တော်နဲ့အတူတူကစားပါသည်ဒါဆိုမောင်နှမတွေကကစားလဲအတူတူစာလေးလာတော့လဲအတူတူပေါ့ဒီလိုပုံစံလေးပြောတာပေါ့ဒါကြောင့်ဖတ်ပါအောင် we watch TV and eat dinner together ဒါဆို we watch မှာ watch ဘာကိုရှာတော့ watch subject က we watch ကြည့်ချင်းခါမဲ့ TV ကဘယ်နေရောက်နေလဲ object subject object နဲ့ number 3ကျွန်တော်တို့ဒီ TV ကိုကြည့်ကြပါသည်ဟုတ်ပြီနော် and အဲ့ဒါပြီးတော့ eat ဘာကိုရှာတော့ eat အဲ့တော့ we watch TV and we eat လို့နှစ်ခါမရေးတော့ဘူးအဲ့တော့ verb နှလုံးကိုဒီမှာ and ခံထားလိုက်တော့ subject တူတယ် subject ကဘာပဲလဲ we ပဲဒါဆို we eat စားတယ်ဆိုတော့စားတဲ့ခါမဲ့ dinner ကဘယ်နေရောက်နေလဲ object နေရောက်နေတယ်နော်မြင်တယ်နော် subject object နဲ့ number 3အဲ့တော့ together အတူတကွဆိုတော့ manner အမူအရာပြတာမဟုတ်ဘူးလားဟုတ်တယ်နော်မြန်မာလိုအမူအရာ English လို manner အဲ့တော့စကားလုံးတစ်လုံးနဲ့ဆိုတော့ adverb of manner ကဲတော့ဆင်မတို့ဘာသာပြန်မယ်ကျွန်တော်တို့ဒီ TV ကိုဒီ watch နဲ့ together နဲ့ပြန်ဆက်ကလေးတွေဘာသာမပြန်ခင်ဆင်မမြင်အောင်ပြန်ပြောပြမယ်နော် we watch TV together and we eat dinner together အဲ့လိုနှစ်ခါမရေးတော့ဘူးဒါပေမဲ့ together အတူတူပဲအဲ့တော့ဘာသာပြန်တဲ့ခါမှာတော့ဆင်မတို့ထပ်ပြန်မယ်ကျွန်တော်တို့ဒီ TV အတူတူကြည့်ပြီးညစာလည်းအတူတကွာစားပါသည်ဒါဆိုအဲ့ပြီနော်ဒါဆိုဘာသာပြန်လာလေးရပြီနော်အဲ့တော့နောက်ကြလေးဖတ်ကြည့်ပါဦး on holidays we go to the park အဲ့တော့ on holidays ကိုအရင်ကြည့်မယ်အဲ့တော့ holidays မှာ s ပါနေတာက every holidays အလိုက်ရက်တိုင်းကိုပြောချင်တာညပြီနော်တကယ်လို့ holiday မှာ s မပါဘူး on holidays ဆိုရင်တော့အလိုက်ရက်တစ်ခုခုကိုပဲပြောချင်တာပေါ့ holiday မှာ s ပါတော့အလိုက်ရက်တိုင်းလို့ပြောချင်တာအဲ့တော့အလိုက်ရက်တိုင်းဆိုတော့ဘာကိုပြတာလဲညပြီနော်အချိန်ကိုပြတာပေါ့စကားလုံးလေးတွေစုနေတော့ phrase ဆိုတော့ adverb phrase of time အလိုက်ရက်တိုင်း we go ဘာကိုရှာတော့go မြင်တယ်နော် subject ကဘာဖြစ်မလဲ we go နောက်မှာ object လို့လားကလေးများမလို့တော့ subject version နဲ့ number 1 we go ကျွန်တော်တို့သွားကြတယ်အဲ့ဒီ we ထဲမှာမိသားစုလိုက်သွားတာပါပြီးတာနော် to the park ပန်းခြံတော့ဆိုတော့ညီမတို့ဥတီချက် English လို့ direction ကဲဒါဆိုရင်ဒါ direction အဲ့တော့စကားလုံးလေးတွေစုနေတော့ phrase direction ကိုပြတော့ adverb ဆိုတော့ကလေးတွေပြောကြည့်ပါအောင်ပါတယ်လေ adverb phrase of direction အဲ့တော့အလိုက်ရက်တိုင်းတွင်နော်အလိုက်ရက်တိုင်းတွင်ကျွန်တော်တို့ဒီပန်းခြံတော့သွားပါသည် that's all very easy ရန်လို့တယ်နော်အဲ့တော့ဆင်မတော့ဒီမှာအဲ့တော့ဒီသင်ပြထားတဲ့ဗီဒီယိုလေးညွှန်ကြားချက် instruction ပေးထားတဲ့ဗီဒီယိုလေးဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုကလေးတွေကတစ်ခေါက်တည်းကြည့်ပြီးုံနဲ့မပြီးသေးဘူးဒါကရိုးရိုးဘုဟုတုဒပေးထားတာမဟုတ်စက်တောင်သင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဆင်မဗီဒီယိုလေးကိုမမိနဲ့ထပ်ခါပြန်ကြည့်နားထဲမှာဆွဲနေအောင်ပြန်ကြည့်ပြီးသွားပြီဆိုတဲ့အခါကျရင်ကိုယ်တိုင်စာအုပ်အလုပ်ကလေးထဲမှာတလိုင်းချပြီးတော့ရေးပြီးတဲ့အခါကျမှကိုကအဲ့တော့ဒီစာကြောင်းလေးတွေကိုအပြန်နဲ့ရေးထားတယ်ဆိုလို့ရှိရင်ကိုခွဲတဲ့ကမီနီလေးနဲ့မတူအောင်ခွဲလဲရတယ်ဒါမယ်နော်အဲ့တော့ခွဲပြီးဆိုတဲ့အခါကျရင်ကြည့်ခွဲခွဲနဲ့ပြောလိုက်ခွဲလိုက်မမြင်စင်မဗီဒီယိုလေးကိုပြန်ကြည့်လိုက်နောက်ကျရင်ရမယ်နော်ဒီစာပိုက်တစ်ပတ်ကို scale ကျွမ်းကျင်တဲ့အထိရအောင်ဘယ်လိုခွဲရမလဲဆိုရင်ဒီစာပိုက်ကိုရမယ်နော်စင်မဗီဒီယိုကိုမကြည့်ဘဲနဲ့အဲ့တော့စာကြောင်းလေးတွေအကုန်ရေးပြီးစာကြောင်းလေးတွေကိုမြင်လိုက်တာနဲ့ကိုယ်တိုင်ဘာသာပြန်တတ်တဲ့အထိရမှာဒီစာပိုက်လေးကိုတကယ်တတ်တယ်လို့ခေါ်ပါတယ်နော်ဒါကြောင့်မို့ knowledge ဘုသူဒအဆင့်နဲ့မရက်ထားဘဲနဲ့ skill တကယ်စာဖတ်တတ်တဲ့ကျွမ်းကျင်တဲ့အဆင့်ကိုရောက်ဖို့အတွက်ဆိုလို့ရှင်တော့အခြားနည်းလည်းမရှိဘူး practice အချိန်ပေါင်းများစွာထပ်ခါလေ့ကျင့်မှသာလျှင်ကလေးများစာတတ်တဲ့ level ရောက်မှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်နောက်ထပ်အဲ့တော့ပညာဒါနဗီဒီယိုဒီလိုစာပိုက်ဖတ်တဲ့ပညာဒါနဗီဒီယိုလေး၄ပုံမြောက်မလာခင်မှာဒီ၃ပုံမြောက်ကိုထောက်လုံးပေါင်းကြည့်အောင်အချိန်နဲ့အခါ practice again and again လေ့ကျင့်ထားပါလို့ဆင်မပါပါရစေကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော် bye bye